နောက်တစ်ခုကကြောင့်ကိုလို customer service ပေါ့လေတကယ်လို့မြန်တစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်လည်းကိုလိုဖုန်းဆက်မိရတာလည်းလွယ်ကူတယ်မင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမတို့ Galaxy ရဲ့ Royal Customer တဦးဖြစ်တဲ့အပြင်မန္တလေးမြို့နဲ့တခြားမြို့တွေမှာလည်းဆိုင်ခွဲပေါင်း9ဆိုင်အထိဖွင့်လှစ်ထားပြီးတော့ဖုန်းနဲ့ဖုန်းပို့ပစ္စည်းတွေကိုလက်လီလက်ကဖြန့်ဖြူးရောင်းချပေးနေတဲ့ T9 Mobile ကို software သုံးပြုနေတဲ့အတွေ့အကြုံလေးတွေကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်ရှင်အခုမင်္ဂလာပါမင်္ဂလာပါညီမဟုတ်အခုရဲ့နာမည်လေးနဲ့ဒီ T9 Mobile မှာတာဝန်ယူထားတဲ့ပိုင်းလေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါညီမကိုနာမည်ကတော့ကိုရမိုင်ဆိုဖြစ်ပါတယ်ကိုက T9 Mobile မှာဆိုလို့ရှိရင်လက်ရှိမှာဈေးမန်နေဂျာရာထူးတွေနဲ့တာဝန်ထမ်းဆောင်နေတယ်ကိုတို့ T9 Mobile ဆိုလို့ရှိရင်ပေါ့လေဒီဖုန်းနဲ့ဖုန်းပို့ပစ္စည်းတွေကိုလက်လီလက်ကရောင်းချနေတဲ့ဆိုင်ဖြစ်တယ်ပေါ့လေနော်ဟုတ်ကဲ့ပါရှင်အခုနောက်တစ်ခုအနေနဲ့ဒီညီမလေးတို့ရဲ့ Galaxy software ကို2019ခုနှစ်လောက်ကတည်းကစပြီးအသုံးပြုလာခဲ့တယ်ပေါ့နော်အခုဆိုရင်ဆိုင်ခွဲပေါင်း9ဆိုင်အောင်မြင်စွာဖွင့်လှစ်ထားပြီးပြီဆိုတော့လေဒီလိုဆိုင်ခွဲတွေဖွင့်တိုင်းမှာညီမတို့ရဲ့ Galaxy software ကိုဘလို့အချက်လေးတွေကြောင့်ဆက်လက်ရွေးချယ်အသုံးပြုဖြစ်သွားခဲ့လဲဆိုတာလေးကိုလည်းမျှဝေပေးပါအောင်ရှင်Galaxy software ပေါ့လေ iStore ကို2019ခုနှစ်ကနေစပြီးအသုံးပြုခဲ့တယ်အသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်လည်း iStore မှာဆိုလို့ရှိရင်ကိုတို့လိုချင်နေတဲ့ data တွေအချက်လက်တွေပေါ့လေအချက်လက်တွေနဲ့ပတ်သက်တဲ့ဥစ္စာတွေနောက်ကျတော့လိုချင်တဲ့အပိုင်းတွေကိုကိုတို့နဲ့ညှိနှိုင်းပြီးတော့လှုပ်ဆောင်ပေးတာကိုကိုတို့တွေ့ရတယ်နောက်တစ်ခုကကြောင့်ကိုတို့ customer service ပေါ့လေတကယ်လို့မြန်တစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်လည်းကိုတို့ဖုန်းဆက်မိရတာလည်းလွယ်ကူတယ်နောက်တစ်ခုကကြောင့်ကိုတို့ဒါကိုတို့ဆိုင်မှာကုသသုံးလုံးချင်းအဲ့ဒါဖြစ်တဲ့ခါမှာဆိုလို့ရှိရင်လည်းချက်ချင်းလာပြီးတော့ဝန်ဆောင်မှုပေးတာပေါ့လေအဲ့အတွက်ကြောင့်မလို့ကိုတို့2019ကနေပြီးတော့2025ထိကိုတို့ဒါအသုံးပြုခဲ့တာပေါ့လေနော်ညီမလေးတို့ရဲ့ offline software ကနေပြီးတော့ပေါ့နော် online software ဖြစ်တဲ့ iStore Enterprise Cloud Based ERP software ကိုပြောင်းပြီးအသုံးပြုဖို့အတွက်ပေါ့နော်ဘလို့အချက်တွေကတွန်းအားဖြစ်စေခဲ့လဲဆိုတာလေးကိုလည်းမျှဝေပေးပါအောင်ရှင် Galaxy နဲ့2019နဲ့ကိုရစပြီးလက်တွဲပြီးအသုံးပြုခဲ့တယ်အဲ့တော့အသုံးရတာလည်းဒါ offline နေနဲ့ကိုတို့သုံးရတာအဆင်ပြေပေါ့လေအခုနောက်ပိုင်းဒီonline ကိုဘာကြောင့်အသုံးပြုတာလဲဆိုလို့ရှိရင်ပေါ့လေကိုတို့ကဆိုင်ခွဲတွေများလာတယ်ဆိုင်ခွဲတွေဆိုဒီ market မှာလည်းကိုတို့ရှိတယ်လုံခင်းမှာလည်းရှိတယ်နောက်ကြဒီ monthly မှာဆိုလဲ19လမ်း6နှစ်63ကြာမှာတစ်ဆိုင်ရှိမယ်နောက်ပြီးတော့ကိုတို့19လမ်း58စီတောင်မှာတစ်ဆိုင်ရှိရပေါ့လေအဲ့စာဆိုတော့ကိုတို့ကဒီရင်တော့ဆိုလို့ရှိရင် offline ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတို့ကတခုခုပေါ့ဒီ data တွေလိုချင်တယ်ဆိုလို့ရှိရင်ဒါ data တွေကိုနှုတ်ပြီးတော့မှကိုတို့ online ပို့ရတာမျိုးတွေရှိတယ်ဒီက state တွေပိုင်းတဲ့ထည့်ပြီးကိုတို့ပို့ရတာမျိုးတွေရှိရပေါ့လေအဲ့လိုဥစ္စာတွေရှိရအခုကြတော့ကိုတို့ဒီအများတန်းပေါ့လေဒီလိုအပ်တဲ့အချက်လက်တွေရှိတာတော့လကောင်းဒီ price chain တာတွေတော့လကောင်းပေါ့လေအများတန်းဝင်ကြည့်ဝင်ပြီးတော့ဒီဥစ္စာတွေကမားနေဆိုချက်ချင်းတခါတည်းပြုပြင်လို့ရအောင် online system ကိုကိုတို့ချိန်ခဲ့တယ်ပေါ့ချိန်မယ်လို့စဉ်းစားလိုက်တာပေါ့လေစဉ်းစားတဲ့အခါမှာကိုတို့ဒီGalaxy နဲ့ဆွေးနွေးဖြစ်တယ် Galaxy နဲ့ဆွေးနွေးတဲ့အခါ Galaxy မှာလည်း online system အနေနဲ့ iStore Enterprise ဆိုပြီးတော့ဒါ software ထွက်တယ်ပေါ့လေထွက်တော့ကြာကိုတို့ကအဲ့စာလေးကိုစပြီးချိန်ဖြစ်ခဲ့တယ်အဲ့တော့ကြောင့်မလို့ဒါ Galaxy မှာကြတော့ကိုတို့ရင်တော့ကလည်းကိုတို့အသုံးပြုတဲ့အခါမှာလည်းအဆင်ပြေတယ်အခုလက်ရှိလည်းကိုတို့အသုံးပြုရတာတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်လို့ရတယ်အခုဆက်လက်ပြီးတော့ဒီ T9 Mobile ရဲ့ Senior Accountant ဖြစ်တဲ့မသနာဦးကိုပေါ့နော် software အသုံးပြုရတဲ့အတွေ့အကြုံလေးကိုဆက်လက်မေးမြန်းသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါမဟုတ်မင်္ဂလာပါညီမလေးဟုတ်ကဲ့မတို့ဒီ T9 Mobile အနေနဲ့ပေါ့နော်ဆိုင်ခွဲပေါင်း9ဆိုင်ကိုဖွင့်လှစ်ထားတယ်ဒီဆိုင်ခွဲပေါင်း9ဆိုင်ကိုလေထိန်းချုပ်တဲ့အခါမှာပေါ့နော်ညီမတို့ဒီ iStore Enterprise Cloud Based ERP software ရဲ့ဘလို့အချက်လေးတွေကပေါ့နော်ဒီ operation မှာပို့ပြီးတော့အဆင်ပြေစေလဲအကျိုးသက်ရောက်မှုရှိစေလဲဆိုတာလေးကိုလည်းမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ညီမလေးအမတို့ပေါ့နော်ဒီ iStore ERP Enterprise ကိုစသုံးတဲ့အချိန်မှာဆိုလို့ရှိရင်နံပါတ်1ချက်ကတော့ Snap App တွေအမတို့ short နိုင်တယ် store တွေ update သိနိုင်တယ် series တွေ update ကိုအမတို့ daily သိတယ်ပေါ့လေနောက်တစ်ခုကကြာလို့ရှိရင် profit and loss တွေ outstanding တွေရောပေါ့လေအဲ့ဒါတွေအကုန်လုံးလည်း update သိနိုင်တယ်နောက်တစ်ခုကကြာလို့ရှိရင်အခုဆိုလို့ရှိရင်ဒီဖုန်းတွေနဲ့ဘိုင်းနဲ့ဖြစ်လာတဲ့အတွက်အမားတို့ရဲ့ POD ခီးသွားမယ်ဆိုရင်တောင်မှပေါ့လေအမားတို့ကအခုဆိုလို့ရှိရင်ဖုန်းနဲ့ထည့်ပြလိုက်တဲ့အတွက်ရောက်တဲ့ရက်ကနေပြီးတော့လည်းကြည့်နိုင်တယ်ပေါ့အဲ့ဒါတွေကကြာလို့ရှိရင်အာသာချက်တွေဖြစ်သွားပါလိမ့်နော်ဟုတ်ကဲ့ပါအမနောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်ဒီ iStore Enterprise ကိုအသုံးပြုထားတဲ့ customer တယောက်အနေနဲ့ညီမတို့ software ကိုအသုံးပြုဖို့စဉ်းစားနေတဲ့အခြားသောလုပ်ငန်းရှင်တွေအတွက်ကိုပေါ့နော်ဘယ်လိုမျိုးလေး recommend လေးပေးချင်ပါလဲရှင်အမအနေနဲ့ recommend ပေးရမယ်ဆိုရင်အမတို့ iStore ERP ကိုသုံးတဲ့အတွက်ပေါ့လေအမတို့ဆိုလို့ရှိရင်လုပ်ငန်းတွေကပို့ပြီးတော့စနစ်တွေကျလာတယ်အခုနောက်ပိုင်းဆိုရင် HR feature တွေပါလာတဲ့အတွက်အမတို့လုပ်ငန်းမှာပို့ပြီးစနစ်တွေကျလာတယ်ပေါ့လေနော်အဲ့တော့ကျတော့ဒီ Galaxy မှာဆိုလို့ရှိရင် distribution တွေအတွက်သုံးမလား trading တွေအတွက်သုံးမလား hotel လုပ်ငန်းတွေအတွက်သုံးမလား minimat တွေအတွက်သုံးမလားပေါ့ software ရေးပြီးသားတွေအများကြီးရှိတယ်အမတို့ T9 လိုမျိုး system ကျပြီးတော့ software တစ်ခုကိုသုံးဖို့ရွေးချယ်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်အမအနေနဲ့ Galaxy ကိုသုံးဖို့ရတဲ့ recommend ပေးပါတယ်ညီမလေးဟုတ်ကဲ့ပါအမ
ညီမလေးတို့ Galaxy software ကိုအသုံးပြုဖို့ recommend ပေးတဲ့အတွက်ရောအခုလိုမျိုးအချိန်ပေးပြီးဖြည့်ချပေးတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ9 mobile ရဲ့လုပ်ငန်းတွေလည်းအခုထပ်ပို့ပြီးတော့အောင်မြင်တိုးတက်ပါစေပြီးတော့မြို့အနှံ့ပေါ့နော်ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့ Galaxy software ကနေစိတ်ဝင်ကောင်းတောင်းပေးပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ညီမလေး